ကိုယူထားပါတယ်ကွာမကြီးရောရောက်ဖယူထားတဲ့လင်ရောတစ်ဆွေလုံးတစ်မျိုးလုံးတင်ကျွေးထားတာ ကျမကိုနေဦးလားပြစ်တယ်နေဦးလားပြစ်လားမယ်ကျမနေဦးလားပြစ်လား မင်းတို့တမိသားစုလုံးစင်း မစင်းနိုင်ဘူးလင်းပစ္စည်းမရပိုက်ရှင်ရလဲကြောက်အိမ်မယ်ရှင်ပတ်စံလဲကြောက်ပတ်စံမယ်ကြောက်ပတ်စံလဲကြောက်ပတ်စံမယ်ဘာဖြစ်လဲ မောင်ကိုကျေးဇူးတင်ပါတယ်မြန်ပြလိုက် မောင်ကျေးဇူးတင်ပါ ငါ့စင်ကိုစမိုက်ကြော်နေတာ စင်ကျော်ကလေထလန်းပညာကိုလိုက်စားနေတာကြားပြီသူလိုက်စားနေတာကိုဘသူမှမပြောပါနဲ့ဆိုလို့ကျမတို့ကမပြောတာ မေပါရေ အေး လေရဘသူလောနေတာလဲဘသူမှမလောဘူး အတရားမအောင်လေဘွားကချလာလို့ ရှင်ကငွေမတ်တဲ့မိန်းမကိုယူထားမှာတော့ကျမကြိုက်တဲ့အရာကိုရှင်ရှားမှာပဲလေငွေဆိုတာဒုတိယဖျားတယ် စိန်ကျော်နေလူမားနေလို့ အဲ့ဒီအိမ်ကတဲကိုလေနှင်းထုတ်ပေးမယ်ဆိုရင်ကျမအလကားမခိုင်းပါဘူးတိတ်နေရဘရောမှာ တိတ်တရာစိန်ကျော်ရဲ့ကျမတို့စီကိုဒုက္ခရောက်နေတယ်သူကအာကိုတရှိနဲ့လာရှာတာလေ မေကအဲ့လိုမလုပ် အဲ့ နဲ့ ဒါကိုကျမတို့ကဘယ်လိုစိတ်နှလုံးသားနဲ့ဥပြုတ်ခါပြူရမှာလဲ ဘာဖြစ်လဲ ဆက်ပြီးတော့မျက်လုံးမိတ်ပြရတယ် ဒီယောက်ျားစိန်ကြုံဒီညငါနဲ့အတူတူအိတ်မယ်လို့အဲ့ဒါသွားပြောပေးပါလားလို့ အမရန်လောပါပြီရန်လောပါပြီဘလဲအဲ့ဒါကြောင့်မဲခမျက်နှာလေးလွယ်လိုက်တာနဲ့နှစ်ယောက်သားပူကပ်ပြီးပြစ်စစ်တာကိုပြစ်နေတော့လား မဟုတ်ပါဘူး ဒီဘာလို့ဆင်လာလဲ စိန်ကျော်တော့ဘာလို့ဆင်တာလဲ မဟုတ်ဘူးရေချောင်းနေတယ်သူခလေးတွေပါဖြစ်တာစိန်ကြော်တော့စိန်ခေါ်လို့မရဘူး ခရီးမောတိတ်ဆောင်လိုက်မပေးရဲ့နေကို စိန်ကြုံအလဲကြရင်တော့မတွေ့စမ်းပေါ်ကြီး